Hello everyone, my name is Bia. This video is about voting in the coming Australian federal election. I will be speaking in Burmese. အားလုံးပဲမင်္ဂလာပါကျွန်မနာမည်ကတော့အပြတ်ဖြစ်ပါတယ်ဒီဗီဒီယိုလေးအားဖြင့်လာမည့် Australia Federal ရွေးကောက်ပွဲအကြောင်းကိုတင်ပြသွားပါမယ် DN Jacobus မှပံ့ပိုးပေးသောဤအချက်အလက်သည်22ရက် April 2025ရက်နေ့အထိတည်ကြပါသည်လာမည့် Australia Federal ရွေးကောက်ပွဲကို2025ခုနှစ်မေလ3ရက်စနေနေ့တွင်ပြုလုပ်မည်ဖြစ်သည်Australia နိုင်ငံသူနိုင်ငံသားအသက်18နှစ်အထက်ဖြစ်ပြီးမဲပေးရန်စရင်သွင်းပြီးသောသူတိုင်းမဲပေးနိုင်ပါသည်အကယ်၍တင်သည် Coffs Harbour တွင်နေထိုင်ပါကတင်သည် Cowper Electorate ဟုခေါ်သော New South Wales ပြည်နယ်ရှိ Australia ရွေးကောက်ပွဲဆိုင်ရာဌာနခွဲတစ်ခုတွင်နေထိုင်သောသူဖြစ်သည်မဲပေးရန်စရင်သွင်းထားသောသူများအားလုံးမဖြစ်မနေမဲပေးရပါမည်မဲပေးရန်မေလ3ရက်စနေနေ့နံနက်8နာရီမှညနေ6နာရီအထိ Coffs Harbour တွင်ရှိသောမဲရုံဟုခေါ်သည့်အဆိုပါနေရာများအနက်မှတစ်ခုခုတွင်တွား၍မဲပေးနိုင်ပါသည်ထိုမဲရုံများမှာ191 Harbour Drive တွင်ရှိသော Cavenber Centre 29 Duke Street တွင်ရှိသော Rigby House Coffs Harbour အထက်တန်းကျောင်း Narangga အစိုးရကျောင်း Thayela အစိုးရကျောင်း Salvation Army Hall 40တို့ပင်ဖြစ်ကြသည်မဲယုံဤအပြင်တွင်ဤရွေးကောက်ပွဲတွင်မိမိရစေလိုသောသူများကိုမဲပေးစေလိုသောကြောင့်သင်အားမဲပေးနည်းလက်ကမ်းစာဆောင်များကိုပေးဆောင်ကြလိမ့်မည်ထိုလက်ကမ်းစာဆောင်အတိုင်းသင်မဲပေးစရာမလိုပါထိုစာဆောင်များကိုယူနိုင်သည်သို့မဟုတ်ကျေးဇူးတင်ပါသည်ဟုသာပြောပြီးထိုလက်ကမ်းစာဆောင်များကိုမယူဘဲမဲယုံသို့ဝင်၍သွားနိုင်ပါသည်တင်မဲပေးယုံသို့ဝင်သွားပြီးစပွဲနောက်တွင်ထိုင်တော်လူတစ်ယောက်မှတင်ဤအမည်နှင့်လိပ်စာကိုမေးခြင်းအပြင်တင်သည်စရင်သွင်းသည်မသွင်းသည်ကိုစစ်ဆေးပေးမည်ထို့နောက်မဲမထက်ရန်ဒီနေ့တွင်အခြားတနေရာများတွင်မဲပေးပြီးပြီလားဟု၍လည်းမေးပါလိမ့်မည်ထို့နောက်တင်အားမဲစာရွက်2ရွက်ကိုပေးလိမ့်မည်ပထမမဲစာရွက်သည်အစိမ်းရောင်ဒုတိယမဲစာရွက်သည်အဖြူရောင်ဖြစ်ပြီးပထမမဲစာရွက်ထက်သာ၍ရှည်လျားသည်အကယ်၍တင်သည်မိကဲ့သို့မဲပေးရမည်ကိုမတိသောကြောင့်တော်၎င်းနားမလည်သောကြောင့်တော်၎င်းထပ်မံရှင်းပြရန်အလိုရှိပါကမဲပေးယုံတွင်ရှိသောသူများအားအကူအညီတောင်းနိုင်ပါသည်ထို့နောက်အကယ်၍တင်သည်စာရွက်2ဆောင်ကိုဖြည့်ဆွတ်ကူညီရန်တငယ်ချင်းတဦးလိုအပ်ပါကတင်ဤကူညီလိုအပ်ကြောင်းကိုစပွဲရှိသူအားပြောပြပါအစဉ်သင့်ရှိလျင်မဲပေးယုံသို့တွား၍တင်ဤစာရွက်2ဆောင်ကိုတည်တံ့ဖြစ်ခြင်းအပြင်မဲပေးရပါမည်Australia နိုင်ငံတွင်လွှတ်တော်2ခုအထက်လွှတ်တော်နှင့်အောက်လွှတ်တော်ဟု၍လွှတ်တော်2ခုရှိရာတွင်အစိမ်းရောင်မဲစာရွက်သည်အောက်လွှတ်တော်ကိုရွေးချယ်ရန်ဖြစ်သည်ထိုအစိမ်းရောင်မဲစာရွက်တွင်နံပါတ်ရေးရန်၄တောင်ပုံနှင့်အတူအောက်လွှတ်တော်တွင်ကော့ပါပါလီမန်အမတ်လောင်း12ဦး၏အမည်များရေးသားထားမည်ဖြစ်ပြီးမိမိအနှစ်သက်ဆုံးမှမနှစ်သက်ဆုံးသောသူ၏၄တောင်ပုံတွင်နံပါတ်1မှ17အထိရေးပါတင်ဤမဲစာရွက်တွင်နံပါတ်မဟုတ်ဘဲအမှန်ချစ်ခြင်းကြက်ချေခတ်ခြင်းများနံပါတ်1မှ17အထိမရေးသားထားပါကတင်ဤမဲကိုထည့်သွင်းမည်မဟုတ်ပါအကယ်၍တင်သည်အမှားလုံးမိပါကစပွဲတွင်ရှိသောသူအားပြောလျင်မဲစာရွက်အသစ်အားသင်ကိုပေးမည်ဖြစ်သည်ဒုတိယမဲစာရွက်ဖြစ်သောအဖြူရောင်မဲစာရွက်သည်အထက်လွှတ်တော်ကိုရွေးချယ်ရန်ဖြစ်သည်ဤမဲစာရွက်သည်ဒေတာခန့်လွှတ်တော်အမတ်မဟုတ်ဘဲ New South Wales တစ်ခုလုံးကိုစားပြုမိအထက်လွှတ်တော်အမတ်အသစ်6ဦးကိုမဲပေးရန်အတွက်ဖြစ်သည်ဒုတိယမဲစာရွက်သည်ပထမမဲစာရွက်ထက်သာ၍နားလည်ရန်ခက်ခဲသောကြောင့်ဤဗီဒီယိုတွင်အလွယ်ကူဆုံးနည်းလမ်းကိုပြောပြပါမည်ဒုတိယမဲစာရွက်သည်အပိုင်း2ခုပိုင်းထားပြီးထိုအပိုင်း2ပိုင်းကိုအနက်ရောင်လိုင်းဖြင့်ခွဲခြားထားပါသည်အကယ်၍တင်သည်အနက်ရောင်မြင်းအပေါ်တွင်မဲပေးပါကအနက်ရောင်မြင်းအောက်၌မဲထည့်စရာမလိုပါထို့သို့တင်နှစ်ခုစလုံးကိုထည့်လို့ရှိရင်တင်ဤမဲသည်ပယ်ချင်းခံရမည်ထိုအနက်ရောင်လိုင်းဤအပေါ်တွင်ရှိသော၄တောင်ပုံများတွင်မိမိနှစ်သက်သောပါတီမှမနှစ်သက်ဆုံးသောပါတီများကိုနံပါတ်1မှ6အထိရေးခြင်းအပြင်မဲပေးနိုင်သည်1 2 3 4 5နဲ့6တို့ကိုရေးတက်ပြီးနောက်တင်သည်နောက်ထပ်နံပါတ်များရေးနိုင်တော်လဲမလိုအပ်ပါတဖန်တင်သည်အမှားလုံးမိပါကစပွဲရှိလူကိုပြောပြပြီးစာရွက်အသစ်တစ်ခုရနိုင်သည်
မိမိနှစ်သက်သူကိုမိမိအလိုအတိုင်းမဲပေးကပိုင်ခွင့်တင်၌ရှိသောကြောင့်အဘယ်သူမှတင့်အားမည်သူကိုမဲပေးပါဟုအတင်းပြောပိုင်ခွင့်မရှိပါထို့ကြောင့်မဲစာရွက်နှစ်ရွက်ပေါ်မှာတင်ဤနာမည်ကိုလည်းရေးသားရန်မလိုအပ်ပါစာရွက်နှစ်ဆောင်လုံးကိုဖြည့်ပြီးခောက်ပြီးလျှင်မြည်သည့်ပုံတွင်ထည့်ရမည်ကိုတာဝန်ရှိသူမှလမ်းညွှန်ပေးမည်ဤညွှန်ကြားချက်မရှင်းလင်းပါကအခမဲ့ဘာသာပြန်ခြင်းနှင့်စကားပြန်ဝန်ဆောင်မှု TIS National ဖုန်းနံပါတ်1314539ကိုခေါ်ဆိုပြီး New South Wales ရွေးကောက်ပွဲကော်မရှင်ဖုန်းနံပါတ်133135363ဖုန်းခေါ်ဆိုရန်တောင်းဆိုနိုင်ပါသည်မေပေယုံတို့ရောက်သည့်အချိန်တွင်လည်းရွေးကောက်ပွဲအရာရှိတဦးကို TIS National နှင့်ချိတ်ဆက်ပေးရန်တောင်းဆိုနိုင်ပါသည်ဒီမိုကရေစီလုပ်ငန်းစဉ်၏အစိတ်အပိုင်းတစ်ခုဖြစ်သော Australia Parliament တွင်မိမိနှစ်သက်သောသူကို